က်တဲ့လူပြောကြိုက်တဲ့သူဝေဖန်ကြိုက်တဲ့သူကဲ့ရဲ့လူတွေအတွက်ကြောင့်တော့ကျွန်တော်သွားနေတဲ့ခြေလှမ်းနေမရပ်တတ်နိုင်ဘူးဒီစမှာ never ပန်းနိုင်ရောက်ရင်ကဲ့ရဲ့တဲ့သူတွေပဲတင်းကိုပြန်အားကြလိမ့်မယ်အဲ့ဒီပြောတဲ့စကားတွေကတင်းကိုပန်းနိုင်မရောက်အောင်ခြေလှမ်းတွေကိုရပ်တန့်နေစေတာ come on ဖယားကိုမျောလင်းတဲ့သူကခြေလမ်းရက်တာမဟုတ်ပြေးတော်လည်းမပင်ပန်းခီးသွားတော့ခါမမောရကြဆိုတာဖယားကိုမျောလင်းတဲ့သူကရက်နေတာမဟုတ်ဘူးပြေးနေတာရက်တာကိုပြေးနေတာဘယ်ကိုပြေးတာပန်းနိုင်ကိုပြေးနေတာယူပါရောကြည်စထားစမ်းမှာငါမိသားစုထဲမှာတခါမှမရဘူးတဲ့မင်္ဂလာကိုရရှိမဲ့သူကငါဖြစ်တယ်လို့ယုံကြည်တဲ့သူတွေကြွေးကြော်တာကြားခြင်းနဲ့